ဒီဗီဒီယိုတင်ထားတဲ့ကျွန်တော်မိုက်ခရိုဖုန်းစမ်းကျင်တာလည်းပါတယ်mixer ဝယ်ပြီးတော့ဘာမှလည်းမလုပ်ဖြစ်တော့မဲ့အတူတော့မထူးတော့ဘူးဆိုမှအားနဲ့အတန်လေးနောက်ကနေပြီးတော့ double ပြီးတွင်းကြည့်မယ်ပေါ့နော်အားနဲ့အခုဒီ workout လုပ်နေတဲ့ဗီဒီယိုတင်လိုက်တာတချို့အသိရမေးကြတယ်ဟောလည်းကိုပြောပါကြောင်းလို့လောက်ထိ workout တွေအသေးအတန်လုပ်နေလေပေါ့နော်ဒါပေမဲ့တကယ်တမ်းလုပ်တာတော်တော်ကြာခဲ့ပြီကျွန်တော်အရင်ဘန်ကောက်မှာနေကြတဲ့က2010ဝင်းကျင်လောက်ထဲကလုံးဖြစ်နေပါတော့အဲ့ဟောလည်းအကိုကြီးကနေပြီးတော့ကိုတို့ကနေပြီးတော့မင်းလို့ပေါ့နော်အဲ့ဟောကျွန်တော်လည်းကျွန်တော်ပိန်နေလို့သွားပြီးတော့ဝိတ်မလို့ရမလို့ပေါ့နော်ဆိုပိန်မဝိတ်မပါပဲခန္ဓာကိုယ်ကြီးတော့လာပါတော့နော်တကယ်ကြီးလုံးလို့မရအောင်ဆိုโอเคအဲ့ဆိုလဲလောက်ကြည့်မယ်ဆိုမှအဲ့လိုမျိုးစပြီးလောက်ခဲ့တာပေါ့နော်အဲ့ဆိုတော့ခံမှန်းကြီး16စက္ကွန်နဲ့လောက်တော့ရောက်သွားပြီအဓိကဒီခု vlog ပုံစံမျိုးတင်ချင်တာလည်းပါတယ်ဒါပေမဲ့လည်းဟိုဘယ်လိုပြောမလဲ fitness ကိုယ်လည်း fitness trainer လည်းမဟုတ်ဘူးဘယ်လိုပြောမလဲဒီကျန်းမာရေးလိုက်စားသူအဆင့်ပဲပေါ့နော်ကျွန်တော်ဘလောက်ပဲကြာလုပ်လို့အဓိကဘာလဲဆိုတော့နေပေါင်းများဆိုကြာလဲကိုဘာတော့ကိုတိုးတက်မှုလဲတွေးခဲ့ရတယ်လည်းမဟုတ်เนาะအဓိကလည်းတိုးတက်မှုမရှိခဲ့တာဆိုတာလည်းပါလဲဆိုတော့ဗျာတေချာစနစ်တကျနဲ့လုပ်ခဲ့ရလည်းမပါဘူးအဲ့လိုမျိုးကြောင်းမို့ပဲကိုသိတာဒီအားကစားကိုကျမရေးရလိုက်စားသူလို့ပဲကိုပါတော့ကိုတတ်တာကျွန်တော်ဘယ်တော့မှလည်းအဲ့လိုမျိုးလဲဟိုတွေးလည်းမရှိဘူးเนาะအခုကတော့ကိုဘာစဉ်းစားနေလဲဆိုတော့တကယ်လို့များတာလုံခဲ့တဲ့အဲ့ပေါ့เนาะစလုပ်ခဲ့တဲ့ကာလကဒီ2009 2010လောက်ကကိုပြန်ပြီးတော့ဒါအစအနေပြန်စားပြီးပြန်ပြောခဲ့မယ်ဆိုโอเคမင်းပါရွာလုတ်ခဲ့တဲ့နယ်ဆိုတဲ့အကြောင်းလေးကိုအတွေ့အကြုံရပြန်ပြောခြင်းတဲ့ပုံစံမျိုးနဲ့ပြောခြင်းတဲ့ဗီဒီယိုလေးတင်ရင်ကောင်းမလားကျွန်တော်စဉ်းစားနေတာအခုပွားလို့တော့ပြီးတော့ပါပြီကျေးဇူးပါ